BKK 834ငွေဖြည့်နေလေးပြောပြပေးပါမယ်ရှင်ပတ်စံအိတ်ကိုနှိပ်ပါငွေဖြည့်ကိုနှိပ်ပါငွေဖြည့်မိပန်ကိုရွေးပါငွေဖြည့်မိပမာဏထည့်ပါဖော်ပြထားသောအကောင့်နံပါတ်ကိုကူးယူပြီးငွေပို့ပေးပါငွေဖြည့်မိပမာဏထည့်ပါငွေလွှဲပြေစာမှလုပ်ငန်းစဉ်အမှန်နောက်6လုံးထည့်ပါCE BKK 834အကောင့်လျှို့ဝှက်နံပါတ်ထည့်ပါငွေဖြည့်ကိုနှိပ်ပါငွေဖြည့်ရင်တင်ပြထားပါသည်ဆိုရပါပြီကျေးဇူးတင်ပါတယ်ရှင်